သဇင်ပရိသတ်များအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့မနက်ခင်းလေးဖြစ်ပါစေရှင်ပရိသတ်များအားလုံးစောင့်မျှော်အားပေးနာဆင်နေကြတဲ့အမတ်တရားနေ့စီစဉ်လေးကိုတင်ဆက်ပြီးတော့မှာပဲဖြစ်ပါတယ်ပရိသတ်များရှင်ဒီနေ့အမတ်တရားနေ့စီစဉ်ကနေဒီကနေ့ဇွန်လ18ရက်နေ့မှာကြာရောက်တဲ့မွေးနေ့ရှင်များအားလုံးနဲ့အတူတူနေ့ပတ်လည်ကြာရောက်ကြတဲ့ချစ်သူဆောင်တွေမင်္ဂလာဇနီးမောင်နှံများအားလုံးအတွက်ကိုဘသူတွေကပါဝင်ပြီးတော့တောင်းဆိုပေးထားတယ်လို့ဆိုတာကိုအခုပဲစီစဉ်ရနေတင်ဆက်ပြီးတော့မှာပါဒီနေ့အမတ်တရားနေ့စီစဉ်ရနေပထမအဆုံးစွမွန်ကောင်တောင်းမရမယ့်မွေးနေ့ရှင်ကတော့ရန်ကုန်မြို့မှာနေထိုင်နေဦးစိုးဝင်းကျော်ရဲ့82နှစ်ပြည့်မွေးနေ့အတွက်စွမွန်ကောင်တောင်းမရမှာပဲဖြစ်ပါတယ်။ဦးလေးဦးစိုးဝင်းကျော်ရဲ့82နှစ်ပြည့်မွေးနေ့အတွက်ကိုတော့ရန်ကုန်မှာနေထိုင်နေချစ်စနီဒေါ်တီတီလွင်ချစ်ရတဲ့သမီးများဖြစ်တဲ့မဆိုးသက်ထားခိုင်မက်စင်တွေမင်းစိုးနဲ့မက်ဆွေတူတူဆိုးတို့ကပါဝင်ပြီးတော့စွမွန်ကောင်တောင်းမိထားပဲဖြစ်ပါတယ်။ဒီနေ့မှမွေးနေ့ကြာရောက်တဲ့ဦးလေးဦးစိုးဝင်းကျော်ရဲ့82နှစ်ပြည့်မွေးနေ့ရက်မြတ်အတွက်မွေးနေ့ဆုတောင်းစကားလေးလည်းပါပြီးထားပါတယ်ရှင်။2026ခုနှစ်ဇွန်လ18ရက်နေ့မှာကြာရောက်တဲ့ရန်ကုန်မြို့မှာနေထိုင်နေဖဖေဦးဆုံးဝင်းကျော်ရဲ့82နှစ်ပြည့်မွေးနေ့မင်္ဂလာရက်မြတ်ပါသည်။နှစ်များစွာတိုင်းချစ်စနီသမီးများမိများနဲ့အတူအသက်ရာကျော်ရှိစွာနေထိုင်လို့အလူရည်ဆက်လက်နဲ့မကွာလှူဒန်းနိုင်ပြီးတော့တရားထုတရားမြတ်များရရှိအောင်ပွားများအားထုတ်နိုင်ပါစေလို့မွေးနေ့ဆုမွန်ကောင်းတောင်းမိထားပဲဖြစ်ပါရဲ့ရှင်။ပရိသတ်များရှင်ဒီနေ့အမတ်တရားနေ့စစ်စစ်မှာဒီတစ်ခါမှထပ်မံပြီးတော့စုမုံကောင်တောင်းမရမယ့်မွေးနေ့ရှင်ကတော့စကိုင်းတိုင်းဒေသကြီးထပ်တော်မှနေထိုင်တဲ့မတ်မာလာဆိုရဲ့30နှစ်ပြည့်မွေးနေ့အတွက်စုမုံကောင်တောင်းမရမှာပဲဖြစ်ပါတယ်မတ်မာလာဆိုရဲ့30နှစ်ပြည့်မွေးနေ့အတွက်ကိုတော့ညီမလေးအေးနန္ဒာဆိုညီမလေးနီလာဆိုနဲ့ညီမလေးဟန်နီဆိုတို့ကပါဝင်ပြီးတော့စုမုံကောင်တောင်းမိလာတာပါဟုတ်ကဲ့ပါဒီနေ့မှမွေးနေ့ကြာရောက်တဲ့မွေးနေ့ရှင်မတ်မာလာဆိုရဲ့30နှစ်ပြည့်မွေးနေ့မှသည်နေ့ရက်တိုင်းမှာပျော်ရွှင်ပါစေရှိမှန်းထားတဲ့အနာဂတ်ပန်းနိုင်ကိုအခက်အခဲတားဆီးမရှိစောက်ကင်နိုင်ပြီးတော့စီးပွားရေးမှာလည်းအောင်မြင်ကျော်ကြားတဲ့သူတစ်ယောက်ဖြစ်ပါစေဘဝမှာလည်းအောင်မြင်ကြီးတွေကိုအစဉ်တစိုက်ပိုင်ဆိုင်နိုင်တဲ့သူလေးဖြစ်ပါစေလို့စွတ်မကောင်းလေးတောင်းပေးလိုက်ပါရရှင်ပရိသတ်များရှင်ဒီနေ့ရဲ့မတရားနေ့စီစဉ်မှာဒီတစ်ခါမှထပ်မံပြီးတော့စွတ်မကောင်းတောင်းမရမယ့်မွေးနေ့ရှင်လေးကတော့တောင်နေကြီးမှနေထိုင်နေညီမလေးအေးသူစာရဲ့22နှစ်ပြည့်မွေးနေ့အတွက်စွမွန်ကောင်တောင်းမရမှာပဲဖြစ်ပါတယ်။ညီမလေးအေးသူစာရဲ့22နှစ်ပြည့်မွေးနေ့အတွက်ကိုတော့တငယ်ချင်းတွေဖြစ်ကြတဲ့ရန်ကုန်မှာနေထိုင်တဲ့ကိုအောင်ဖြိုးကျော်ပသိမ်မှာနေထိုင်တဲ့မခက်ခက်ခိုင်ပသိမ်မှာနေထိုင်တဲ့ကိုကျော်စွာလင်းမော်ကုန်းဝမအေးအောင်ရင်းနယ်ကျောင်းကမတ်ရတနာတူတူနဲ့ဘိုးကြီးမေကအောင်တို့ကပါဝင်ပြီးတော့စွမွန်ကောင်တောင်းမိလာပဲဖြစ်ပါတယ်ရှင်။ဆက်လက်ပြီးတော့စွမွန်ကောင်တောင်းမရမယ့်မွေးနေ့ရှင်ကတော့နောက်ချိုမြို့မှာနေထိုင်တဲ့မောင်လေးဆိုင်စီနော်ရဲ့18နှစ်ပြည့်မွေးနေ့အတွက်စွမွန်ကောင်တောင်းမရမှာပါ။မောင်လေးဆိုင်စီနော်ရဲ့18နှစ်ပြည့်မွေးနေ့အတွက်ကိုတော့မန္တလေးမြို့မှာနေထိုင်တဲ့ဆ iam ရှိန်ရှိန်နဲ့အမေဖြစ်သူဆ iam နန်းခိဘူးတို့ကပါဝင်ပြီးတော့စွမွန်ကောင်တောင်းမိလာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒီနေ့မှမွေးနေ့ကြာရောက်ကြတဲ့မွေးနေ့ရှင်များဖြစ်ကြတဲ့ညီမလေးအေးသူစာနဲ့မောင်လေးဆိုင်စီနော်တို့မွေးနေ့ရှင်များအားလုံးပဲဒီနေ့ရဲ့မွေးနေ့မှဒီနေ့ရက်တိုင်းမှာပျော်ရွှင်ပါစေ။မွေးနေ့ရစပြီးတော့နောင်လာမယ့်စက္ကန့်တိုင်းမှာစိတ်ညစ်ဝမ်းနည်းမှုတွေကင်းဝေးကြပါစေ။ပူပယ်ကြောင်းကြမှုတွေကင်းဝေးပြီးတော့ကြက်စီသမျှအရာအလုံးအောင်မြင်ပါစေ။မွေးနေ့အားစပြီးတော့အလိုရှိတာမှန်သမျှအလုံးလူတိုင်းတရနိုင်ပါစေလို့စွတ်မွန်ကောင်းလေးတောင်းပေးလိုက်ပါရနော်။ပရိသတ်များရှင်ဒီနေ့ရဲ့မတရားနေ့စဉ်ကနေအခုနောက်ဆုံးစွတ်မွန်ကောင်းတောင်းပေးရမယ့်မွေးနေ့ရှင်လေးကတော့တားလေးမောင်ကောင်းပြည့်စော်ရဲ့ကိုနေ့ပြည့်မွေးနေ့ရက်မြတ်အတွက်စွတ်မွန်ကောင်းတောင်းပေးရမှာဖြစ်ပါတယ်။တားလီမောင်ကောင်းမြေစော်ရဲ့ကိုနေ့ပြည့်မွေးနေ့အတွက်ကိုတော့ပြည်ဦးလင်းမှာနေထိုင်နေကိုမင်းဖုံးဆိုင်ရာဖဖေဦးကိုမင်းနဲ့မမေတော်ဟန်နီကိုတို့ကပါဝင်ပြီးတော့စွတ်မကောင်တောင်းမိလာပဲဖြစ်ပါရဲ့ရှင်။ဟုတ်ကဲ့ပါဒီနေ့မှမွေးနေ့ကြာရောက်တဲ့တားလီမောင်ကောင်းမြေစော်ရဲ့ကိုနေ့ပြည့်မွေးနေ့မှာပျော်ရွှင်ပါစေ။နောင်လာမယ့်မွေးနေ့တိုင်းကိုလည်းတားလီကြည်ရတဲ့မိသားစုတွေနဲ့တူပျော်ရွှင်စွာကျင်းပခွင့်ရပြီးတော့အောင်မြင်ခြင်းမှတ်တိုင်လေးတွေကိုလည်းတားလီရဲ့ဘဝမှာတစ်ခုပြီးတစ်ခုစိုက်ထူသွားနိုင်တဲ့သူလေးဖြစ်ပါစေ။ပညာရေးမှာလည်းတိုးကြုံထက်မြက်ပြီးတော့မိဘတွေအားကိုးရတဲ့တားရတနာလေးဖြစ်ပါစေပျော်ရွှင်စရာမွေးနေ့လေးကိုကြည်ရတဲ့မိသားစုနဲ့နောက်ထပ်နှစ်ပေါင်းများစွာလည်းဖြတ်သန်းနိုင်ပါစေလို့စွတ်မွန်ကောင်တောင်းမိလိုက်ပါရရှင်ပရိသတ်များရှင်ဒီနေ့ရဲ့မတရားနေ့စဉ်စဉ်ကနေမွေးနေ့ရှင်များအားလုံးအတွက်ကိုဆုတောင်းပေးခဲ့ပြီးပြီဆိုတော့
ဒီတစ်ခါမှာချစ်သူဆောင်နေနဲ့မင်္ဂလာစနေမောင်နှံများအားလုံးအတွက်ကိုစွတ်မုံကောင်းတောင်းပေးရမှာပါတွေ့စီလိုက်ဒီနေ့ပါလေလေချစ်ချင်းရဲ့နှစ်ပတ်လေးပြောလေးတဲ့နေ့ရလေးဒီမဆောင်းနောင်လာမယ်လင်းကြစွာခိုင်ရတဲ့တွေ့လာတဲ့ငါတို့ရဲ့အိမ်မလေးချစ်ချင်းရဲ့နှစ်ပတ်လေးတစ်ချင်လေးတောင်းထားရဲ့ ဒီနေ့ရဲ့မတရားနေ့စင်စင်ကနေချစ်သူဆောင်တဲ့အတွက်ပါဝင်လာတဲ့ပရိသတ်ကတော့မန္တလေးမှာနေထိုင်တဲ့တငယ်ချင်းဖြစ်သူအင်ချင်းမိပဲဖြစ်ပါတယ်။သူကတော့အောင်မန်းမြို့မှာနေထိုင်တဲ့ကိုသိန်းထိုင်နေမမမို့တီခိုင်တို့ရဲ့ဒီကနေ့မှကြားရောက်တဲ့ချစ်သူတက်တန်းတနည်းပြည့်အတွက်ပါဆိုပြီးတော့နှစ်ပတ်လည်အတွက်ပါဝင်ပြီးဆူတောင်းပေးထားတာပဲဖြစ်ပါတယ်။စကားလက်ဆောင်လေးလည်းပါပြီးထားပါရဲ့ရှင်။ချစ်သူနှစ်ဦးခုထက်မကပျော်ရွှင်ရတဲ့အခြေအနေကိုပိုင်ဆိုင်နိုင်ကြပါစေ။စီဝါရေးများလည်းဒီရေလာတိုးတက်ကြပါစေလို့စွတ်မုံကောင်းလေးပါပြီးထားပါတယ်။ တွေ့စီလိုက်ဒီနေ့ပါလေလေချစ်ချင်းရဲ့နှစ်ပတ်လေးပြောလေးတဲ့နေ့ရလေးဒီမဆောင်းနောင်လာမယ်လင်းကြစွာခိုင်ရတဲ့တွေ့လာတဲ့ငါတို့ရဲ့အိမ်မလေးချစ်ချင်းရဲ့နှစ်ပတ်လေးတစ်ချင်လေးတောင်းထားရဲ့ ပရိသတ်များရှင်ဒီနေ့အမတရားနေ့စနေကနေအခုနောက်ဆုံးပါဝင်လာတဲ့ပရိသတ်ကတော့မအီအီတီပဲဖြစ်ပါတယ်။သူကတော့သူရဲ့ချစ်ရသူဖြစ်တဲ့ကိုဟိန်းထွန်းလင်းနဲ့ဒီကနေ့မှကြာရောက်တဲ့ချစ်သူတက်တက်လေးလာပြည့်တော့ပါဆိုပြီးတော့ပါဝင်ပြီးတော့တောင်းဆိုထားပြီဖြစ်ပါတယ်။ဟုတ်ကဲ့ပါချစ်ရတဲ့သူတွေလည်းစကားလက်ဆောင်လေးပါပေးထားပါတယ်ရှင်။ Happy 4th Anniversary ပါချစ်ရည်တဲ့။ကျမကမောင်ကိုချစ်ပါတယ်နော်။အခုပင်မန်းနေရခဏလေးကိုအတင်းထားပြီးပါတဲ့။ကျမကမောင်တယောက်ပဲလုံလောက်တဲ့အမျိုးသမီးပါ။ကျမအကြောက်ဆုံးအရာကဖောက်ပြန်မောင်အကြောက်ဆုံးပါပဲတဲ့။မနက်မိုးလင်းမောက်တန်ကြားချင်မိတဲ့ချစ်ရည်ကျမအတွေးများတဲ့တော့စိတ်လုံခြုံမှုနဲ့နှွေးထွေးမှုပဲလိုချင်ပါတယ်တဲ့။မောင်ကျမ်းမကြီးကူးဆိုင်ပေးပါနော်။ကျမနာမှာအချိန်ကြာချစ်ပေးပါတဲ့။ဘသူစီမှာစိတ်မြိုင်ပါနဲ့။ကျမတယောက်ပဲချစ်ပေးပါလို့တောင်းဆိုမိပါတယ်တဲ့။ကျမတစ်ချက်ညွှန်ရင်ဘာဖြစ်လဲမိတတ်တဲ့သူကမောင်မဲဖြစ်ပေးပါနော်တဲ့။စချစ်တုံးကလို့မပြောင်းလဲပဲချစ်ပေးပါနော်လို့တောင်းဆိုပြရစီမောင်ဆိုပြီးတော့စကားလက်ဆောင်လေးပါလာပြီဖြစ်ပါတယ်။သဇင်ဖန်ပရိသတ်ကြီးအားလုံးကအီမိုတို့ရဲ့မတရားနေ့ဆက်စင်မှာဝင်းနေရှင်သားအားလုံးနဲ့အတူတူချစ်သူဆောင်တဲ့မင်္ဂလာဆောင်တဲ့ရဲ့နှစ်ပတ်လေကမ်ပဏီနှစ်ပတ်လေဆိုင်ဖွင့်ပွဲနှစ်ပတ်လေအစားရှိရဲ့နှစ်ပတ်လေတွေကိုပါဝင်ပြီးတော့တောင်းဆိုပေးလို့ရပါတယ်။တောင်းဆိုပေးခြင်းနဲ့ဆိုရင်တော့ The CFN ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့3933 631639ကိုနေ့စဉ်နေ့လယ်တနာရီကနေ2နာရီအတွင်းမှာပါဝင်တောင်းဆိုရမှာပဲဖြစ်ပါတယ်။ဒါအပြင် The CFN YouTube Channel မှာလည်းပါဝင်ပြီးတော့တောင်းဆိုလို့ရပါတယ်နော်။တောင်းဆိုတဲ့အခါမှာပရိသတ်ကြီးတောင်းဆိုပေးခြင်းနဲ့နေရမတိုင်ခင်3ရက်ကြိုတင်ပြီးတော့တောင်းဆိုပေးရမှာပါ။မတရားနေ့စနေကိုတော့မနက်9:00နာရီဝန်းကျင်တိုင်းမှာတင်ဆက်ပေးနေရပဲဖြစ်ပါတယ်။နားဆင်အားပေးခဲ့ကြတဲ့ The CFN ပရိသတ်တွေအားလုံးပဲပျော်ရွှင်စရာနေ့ရက်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါသည်ရှင်။